သမီးဖြစ်သူကိုဘဲလေးကတင်ပေးဖို့အမေကနောက်ကနေလက်ကိုဆွဲပြီးကြောပေါ်တက်လိုက်တယ်။အန်နာကအယမ်းနာကျင်နေပေမဲ့အမေကမလွတ်ဖက်နောက်ဆုံးမှာကြောရိုးကျိုးသွားတယ်။အန်နာကမြေပြင်ပေါ်မှာလှုပ်လို့မရပဲလဲလျောင်းနေပေမဲ့မျက်နှာအမူအရာကစိတ်သက်သာရသွားတယ်။အပြစ်ရှိတယ်လို့မခံစားရပဲအမေကစိတ်သက်သာရသွားတယ်။အန်နာရဲ့ခန္ဓာကိုယ်ထဲကိုအယုတ်ရနရတစ်ခုထည့်လိုက်ပြီးအယုတ်တရုတ်ဖြစ်လာတယ်။အဲ့ဒီအချိန်ကစပြီးသူမဟာဂီတတစ်တာလိုကောက်ခုံနိုင်ခဲ့တယ်။10 နှစ်ကျော်ကြာပြီးနောက်လူအတော်များများကအယုတ်ကိုတွေးလိုက်ကြတယ်။ဝီလီယံကအဖြူရောင်မြုပ်ကနေဆွဲထုတ်လိုက်တဲ့ဟောင်းနှွမ်းနေတဲ့အယုတ်တရုတ်ဖြစ်နေပေမဲ့မိန်းကလေးကတော့ယုံလိုပါပဲပြီးတော့လူစီကတော့ကိုအောက်ခြေကအပေါက်ထဲထည့်လိုက်တဲ့အယုတ်ကတုံ့ပြန်တဲ့အနေနဲ့လဲပတ်ပြီးစပိုင်းဆိုင်ရာခံစားချက်နဲ့ကခုံနဲ့အကပြီးဆုံးသွားတဲ့အခါအယုတ်ရဲ့အာယုံခံစားမှုတွေကတခြားတစ်ယောက်ရှိနေတဲ့ဆိုတာကိုညွှန်ပြနေတဲ့မျက်လုံးတွေချုပ်ထားတာကြောင့်ရုတ်တရက်နှာချေလိုက်တဲ့လက်ကိုဆန့်ပြီးလူစီကိုလဲပင်းညစ်တက်လိုက်တယ်ဒါပေမဲ့လူစီကအယမ်းအားကောင်းလို့သူ့ကိုတွန်းထုတ်လိုက်တယ်ပြီးတော့သူမကိုလဲကျသွားအောင်လူစီကအန်နာရဲ့မျက်လုံးကကျိုးတွေကိုဖျက်ပစ်လိုက်ပြီးမျက်စိပြန်မြင်ပြီးစိတ်တည်ငြိမ်မှုပြန်ရစီကလူစီကိုတိုက်ခိုက်တာရက်လိုက်တယ်နောက်ဆုံးတော့အန်နာဟာ Rippling ကမ်းခြေကိုရောက်လာတယ်